ဘဝမှာပူပန်တော့ကတွေများလာတဲ့အခါအေဂျင့်ရဲ့ဘဝလေးတစ်ခုကိုလူချင်းတောင်းတမိတတ်တာတဘာဝပဲဖြစ်ပါတယ်။ကိုအေဂျင့်မှုအတွက်ကိုယ့်ရဲ့စိတ်အတွေးတွေကိုအေဂျင့်စွာထားတတ်ဖို့အရေးကြီးပါတယ်။ဟာအေဂျင့်စွာရှင်းသန်နိုင်မှုဘဝနေနည်းလည်းဖြစ်ပါတယ်။ကိုယ့်ရဲ့စိတ်အေဂျင့်နေဖို့အတွက်ကိုယ့်ရဲ့အတွေးတွေကိုလည်းအေဂျင့်နေအောင်စူးစမ်းပြင်ဆင်ယူရမှာဖြစ်ပါတယ်။ပူလောင်မှုတွေကြားမှာအေဂျင့်စွာရှင်းသန်တတ်လာတဲ့အခါကိုအေဂျင့်တလို့သူများတွေလည်းအေဂျင့်ပါစီဆိုတဲ့စေတနာနဲ့ကိုအနီးနားပတ်ဝန်းကျင်ကလူတွေစီကိုလည်းကိုရဲ့အေဂျင့်မှုလေးတွေကူးစက်မျှဝေပေးနိုင်လာပါတယ်။ကိုအေဂျင့်အောင်နေဖို့အတွက်ကိုရဲ့စိတ်အတွင်းတွေကိုပူလောင်တဲ့နေရာကနေအေဂျင့်တဲ့နေရာစီနေရာတကျထားပေးနိုင်ဖို့ပဲလိုပါတယ်။ကိုရဲ့စိတ်ဟာမိအပူနားမှာအပူဟက်ပြီးပူလောင်နေပြီးဆိုရင်အေးရတန့်စင်တဲ့ရေတကုံနားမှာနေရာချပေးနိုင်ရင်အေးမြငြိမ်းချမ်းလာမှာပဲဖြစ်ပါတယ်။ပူလောင်တဲ့အတွေးတွေလောဘဒေါသမာနအစရှိတဲ့မီတာမီလီယံတွေအနာကနေကိုယ့်ရဲ့စိတ်ကလေးကိုအေးချမ်းတဲ့အတွေးအာရုံလေးတွေအကောင်းမြင်တတ်တဲ့အတွေးလေးတွေလောဘဒေါသမာနတွေတက်နိုင်သမျှကင်းတဲ့ရေတကွန်လိုအေးချမ်းတဲ့နေရာလေးမှာနေသားတကျနေရာချပေးနိုင်ရင်အေးချမ်းမှုတွေကူးစက်လာမှသိကြပါတယ်။ပထမဆုံးကိုအေးချမ်းလာတဲ့အခါကိုအနီးနားကမိသားစုမိတ်ဆွေတငယ်ချင်းတွေနဲ့လုပ်ဖို့ကံဘက်တွေစီကိုရဲ့အေးချမ်းတဲ့အပြုံးလေးတွေအေးချမ်းတဲ့အပြုတ်မှုလေးတွေမျှဝေကူးစက်ပေးနိုင်လာပါလိမ့်မယ်။ပူလောင်မှုတွေကင်းပြီးအေးချမ်းတဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးနိုင်ပါလိမ့်မယ်။ဒီနေ့အေးချမ်းစွာစိတ်ထားတက်လာတဲ့အခါမနက်ဖြန်မှာပိုအေးချမ်းတဲ့ကိုဖြစ်လာပါလိမ့်မယ်ရှင်။